လူသမိုင်းမှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့မှတ်တမ်းတွေအများကြီးရှိခဲ့ပူပါတယ်။ဒါပေမဲ့ UFC လို့ခေါ်တဲ့ကမ္ဘာအကြမ်းဆုံးလူသားတွေစုဝေးရလောင်အိမ်ထဲမှာတပွဲမှမရှုံးပဲတခါမှလည်းအလဲမထိုးခံရပဲမျက်နှာမှာသွေးတစ်စက်တောင်မထွက်ပဲအနားယူသွားနိုင်ဖို့ဆိုတာဒါဟာလူသားတစ်ယောက်အထက်ဖြစ်နိုင်ပါမလား။အခုကျွန်တော်တို့ပြောပြမယ့်သူကတော့လူမဟုတ်တဲ့ဝက်ဝံတွေနဲ့နပန်းတက်ပြီးကြီးပြင်းလာခဲ့သူသူ့ရဲ့ဖခင်အထက်ကဘာကိုအောင်နိုင်ခဲ့သူအောင်မြင်မှုရဲ့အထက်အထိပ်မှာမိခင်ကိုပေးခဲ့တဲ့ဂတိတစ်ခုကြောင့်ဒေါ်လာတန်းပေါင်းများစွာကိုကြောခိုင်းပြီးအနားယူသွားခဲ့သူ The Eagle Khabib Nurmagomedov အကြောင်းပဲဖြစ်ပါတယ်။1988ခုနှစ်စက်တင်ဘာလ20ရက်ရုရှားနိုင်ငံရဲ့အကြမ်းတမ်းဆုံးဒေသတစ်ခုဖြစ်တဲ့ဒါဂစ္စတန်ရဲ့တောင်ပေါ်ရွာလေးတစ်ရွာမှာ Khabib ကိုမွေးဖွားခဲ့ပါတယ်။အဲ့ဒီနေရာမှာရှင်သန်ဖို့ဆိုတာနုညံ့နေလို့မရပါဘူး။ခိုင်မာတဲ့စိတ်ဓာတ်နဲ့တန်မဏိလိုခန္ဓာကိုယ်ရှိဖို့လိုအပ်ပါတယ်။သူ့ရဲ့ဖခင်Abdulmanap Nurmagomedov ဟာဆိုဗီယက်စစ်တပ်ကအငင်းရင်စားယူထားသူဖြစ်တယ်လို့စံပိုပညာရဲ့မှာလည်းဆရာတစုပါ။သူဟာသူ့အိမ်ရဲ့ဧည့်ခန်းကိုချာရီခင်းကီနပန်းကွင်းအဖေပြောင်းလဲခဲ့ပါတယ်။ Khabib ဟာလမ်းစာရှောက်တက်ကလေးကအဲ့ဒီဖြာရီပေါ်မှာနပန်းတက်ခဲ့တာပါ။အသက်9နှစ်အရွယ်မှာသူ့ဖခင်ဟာသူ့ကိုဝက်ဝံပေါက်တကောင်နဲ့နပန်းတက်ထိုင်းခဲ့ပါတယ်။အဲ့ဒီဗီဒီယိုကိုအခုထိတွေ့နိုင်ပါသေးတယ်။လူအချို့ကဒါကိုရက်ဆက်တယ်လို့မြင်ကြပေမဲ့အဖေဖြစ်သူကတော့ချင်းတဲ့တကောင်ဖြစ်ချင်းရဲ့ချင်းတဲ့တွေကြားမှာကြီးပြင်းရမယ်လို့ယုံကြည်ခဲ့ပါတယ်။ဒီလိုလေ့ကျင့်မှုတွေကပဲသူ့ကို UFC ထဲမှာဘယ်သူမှမလွတ်နိုင်တဲ့စံပိုပညာရှင်တစ်ယောက်ဖြစ်လာစေခဲ့တာပါ။2010ခုနှစ်မှာ Khabib ဟာ UFC ထဲကို16ပွဲနိုင်မှတ်တမ်းနဲ့စတင်ခြေချခဲ့ပါတယ်။အဲ့ဒီအချိန်မှာ UFC မှာပရိသတ်တွေကလက်ထီးချင်းဖလှယ်တာကိုပဲကြိုက်ကြပါတယ်။ဒါပေမဲ့ Khabib ရောက်လာတဲ့အခါမှာတော့အားလုံးပြောင်းလဲသွားပါတယ်။သူ့ရဲ့ပထမဆုံးပွဲမှာ Kamal Shalores ကိုသူပြလို့ကြိုက်တွယ်ခဲ့လေဆိုတာကြည့်ပါပရိသတ်တွေကအံ့ဩသွားကြတယ်သူဟာပြိုင်ဘက်ကိုလှောင်အိမ်နိုင်ငံမှာကတ်ထားပြီးခလေးတယောက်ကိုစော့တယ်လို့မျိုးအောက်ကိုပစ်ချလိုက်ပြန်မထားလိုက်အောင်ဖိထားလိုက်နဲ့ကစားသွားခဲ့တာပါသူဟာတပွဲပြီးတပွဲကနိုင်ရလာခဲ့တယ် Rafael dos Anjos လို့ champion ဟောင်းကိုတောင်အယုတ်တယုတ်လို့ကြိုက်ပေါက်ခဲ့တယ်ဒါပေမဲ့2014မှာသူ့ရဲ့ဒူးတန်ရကြောင်းနှစ်နှစ်နီမှာကွင်းပင်ပါရောက်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာလူတွေကမေးခွန်းထုတ်လာကြတယ်Khabib ပြန်လာနိုင်ပါဦးမလားသူကတော့ Twitter မှာတခွန်းပဲရေးခဲ့ပါတယ်ငါပြန်လာခဲ့မယ်ငါခပတ်ကိုငါပြန်ယူမယ်တဲ့အခုကျွန်တော်တို့သမိုင်းဝင်အပိုင်းခန်းတာကိုရောက်လာပါပြီ Conor McGregor နဲ့ရန်ပွဲပါဒါဟာအားကစားထက်ကျော်လွန်သွားတဲ့တိတ်ခါတိုက်ပွဲဖြစ်လာခဲ့ပါတယ် Conor ဟာ Khabib ရဲ့အဖွဲ့အစည်းတွေကိုဘတ်ကားနဲ့တိုက်ခိုက်တယ်လို့ Khabib ရဲ့ဖခင်ကိုကြောက်တက်တဲ့လူအိုကြီးလို့ခေါ်ခဲ့ပါတယ်သူတို့ရဲ့ဘာသာရေးနဲ့နိုင်ငံကိုပါဆဲဆိုခဲ့ပါတယ်Khabib ကတော့တီတီငင်ငင်ပဲနေခဲ့ပါတယ်။သူပြောခဲ့တာကအောက်တိုဘာလ6ရက်နေ့ကျတော့အားလုံးသိရမှာပေါ့တဲ့။ပွဲနေ့ကျတော့တကဘာလုံးကအသက်ရှူအောင်ပြီးစောင့်ကြည့်ခဲ့ကြပါတယ်။ပွဲစားတာနဲ့ Khabib ဟာ corner ကိုမြေပေါ်မှာဆွဲချပြီးအခုပြောအောင်လေအခုစကားပြောအောင်လေလို့အော်ဟစ်ပြီးထိုးနှက်ခဲ့ပါတယ်။လေ့ချီမှကျတော့ corner ဟာအရှုံးပေးကြောင်းခဲ့ရပါတယ်။ဒါပေမဲ့ပွဲပြီးတာနဲ့ Khabib ဟာဒေါသတွေကိုမထိန်နိုင်ပဲလောင်အိမ်ပေါ်ကခုန်ချပြီး corner ရဲ့အဖွဲ့စံတွေကိုတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီချိန်ကကဘာကသူ့ကိုဝေဖန်နေကြပါတယ်။ဒါပေမဲ့Khabibဟာတော့မင်းတို့ကငါအဖေငါဘာသာကိုစော်ကားတာကြတော့ဘာမှမပြောပဲငါကလောင်အိမ်ပေါ်ကခုံချတာကြမှာဘာဖြစ်နေကြတာလဲလို့ခက်ပြက်ပြက်ပြန်မေးခဲ့ပါတယ်။2020ဟာ Khabib အသက်အမောင်ဆုံးနှစ်ပါပဲ။သူ့ကိုကမ္ဘာချန်ပီယံဖြစ်အောင်လေ့ကျင့်ပေးခဲ့တဲ့သူ့ဘဝရဲ့အရာအလုံးဖြစ်တဲ့ Abdulmanap ကိုလွန်သွားပါတယ်။တကဘာလုံးကထင်ခဲ့တာက Khabib အနားယူသွားမယ်ဆိုတာပါပဲ။ဒါပေမဲ့သူဟာ Justin Gaethje နဲ့ပွဲအတွက်အသင့်ဖြစ်နေခဲ့ပါတယ်။ပွဲမတိုင်ခင်မှာသူဟာခြေထောက်ကျိုးနေခဲ့တယ်။ဆေးရုံတက်ခဲ့ရတယ်။ဒါကိုဘယ်သူမှမပြောခဲ့ပါဘူး။ပွဲစားတာနဲ့ပုံမှန်ထက်ပိုမြန်တဲ့ Khabib ကိုတွေ့တာပါတယ်။ဒုတိယကြီးမှာပဲ Justin Gaethje ကိုအလဲသိမ့်လိုက်တော့နောက်သူဟာလောင်အိမ်အလဲမှာဒူးထောင်ပြီးရှိုက်ကြီးတငင်ကိုကျွဲပါတော့တယ်။အဲ့ဒီချိန်မှာသူဟာသူ့ရဲ့လက်အိတ်ကိုချွမ်းပြီးခရီးယန်ပေါ်မှာထပ်လိုက်ပါတယ်။ဒါဟာကျွန်တော်ရဲ့နောက်ဆုံးပွဲဖြစ်ပါတယ်။အဖေမရှိပဲကျွန်တော်ဒီနေရာကိုထပ်မလာနိုင်တော့ပါဘူး။သူဟာအမေကိုဂတိပေးခဲ့ပါတယ်။ဒါဟာနောက်ဆုံးပွဲဖြစ်စေရမယ်လို့သူဟာဂတိကိုတီးခဲ့ပါတယ်။ Khabib ဟာ29ပွဲနိုင်အယူသွားပါတယ်။သူဟာ UFC ရဲ့ pound for pound number 1အဖြစ်ရက်တည်နေတော့ပါတယ်။အထွတ်အထိပ်ကဆင်းသွားခဲ့တာပါ။သူဟာပတ်စံတဲ့တိတ်ခါကိုပိုတန်ပိုးထားကြောင်းတက်တည်ပြခဲ့ပါတယ်။အခုချိန်မှာတော့သူဟာနီးပြအဖြစ်သူ့ရဲ့ညီကိုတွေဖြစ်တဲ့Islam Makhachev တို့ကိုချန်ပီယံဖြစ်အောင်ထပ်မံပြိုးထောင်ဖေးနေပါတယ်။
Khabib Nurmagomedov ဆိုတဲ့အမည်ဟာအားကစားသမိုင်းမှာဘယ်တော့မှပျောက်ပြတ်သွားမှာမဟုတ်ပါဘူး။သူ့စီကနေကျွန်တော်တို့သင်ယူရမှာကအောင်မြင်မှုဆိုတာပါရမီတင်မဟုတ်ပဲအလုတ်စူးစမ်းမှုစီကန်းနဲ့ကိုယုံထီယာကိုတန်ဖိုးထားတဲ့ချင်းကနေလာတာဖြစ်တယ်ဆိုတာပါပဲ။